ကိုနဂါရဲ့ရွယ်စားကြီးလွန်းနေရကြောင်းအယ်လီယန်ဆေးရချိုလာပေးလာပါတယ်။တောက်လိုက်ရင်ဆေးရောကပါနုပြသွားမယ်လို့ဆိုတာကြောင့်ညတောက်ခဲ့တာစဉ်းစားပြီးလင်ရပါတော့တယ်။လူတွေငုံကြည့်ရတဲ့လေပင်းနာလို့ခဏသေးထားတာ။ရီကိုကတော့အယ်လီယန်ကကိုနဂါကြီးပေါ်ရိုက်ပြရတဲ့ခုမလို့ဘူးလုံးနေလို့ကိုနဂါကြီးကအိမ်မက်လို့ပြောတာတင်းလိုက်နေရပါတယ်။အယ်လီယန်ကအတင်းပြောခံနေရလို့နှာချနေပါပြီ။ဒါဆိုရဲကောင်းလေးကနဂါကြီးကိုရှာနေပါတယ်။ကောင်းလေးစကားပြောနေတော့တိုင်းပြကြလာကြောင်းအယ်လီယန်ကပဲကယ်ပေးလိုက်ရပါတယ်။ကောင်းလေးကိုသူရဲကောင်းလို့ချင်ရွာကောက်ကနေမှလှုပ်လို့ဆိုကအိမ်ပြန်လွှတ်လိုက်ပါတယ်။အယ်လီယန်ကနဂါကြီးနဲ့လက်ရည်အတူတူပဲလို့ဘေးကစစ်စီတော်တွေပြောတာကောင်းလေးကြောက်လိုက်လို့ဒါကြောင့်ပညာရေးသင်ကြားပေးပါအောင်လို့တောင်းဆိုလိုက်ပါတယ်။အယ်လီယန်ကတော့သူမရဲ့လက်ချင်ကန်တွေကကျန်တဲ့လို့ပြောပေမဲ့ကောင်းလေးကတော့သူဘလောက်ခက်ပဲခက်ခဲသူလုံးမဲ့လို့ဆိုပါတယ်ခဏကြာတော့လှဲကြီးကိုဆွဲခိုင်းมาတော့တယ်ကောင်းလေးကတော့မောပန်းပြီးလဲကျသွားတာကြောင့်ထားပြီးဆေးရတောက်မဟုတ်လို့ရှိရင်တော့ရွာပြန်လို့ဆိုကဘသက်ကိုအတင်းထိုးတက်လိုက်ပါတယ်ကိုနဂါလည်းခီးမွားတာကြောင့်နားပါတော့တယ်ဘက်ကအတန်မီလာတော့ရီကိုကရုံကင်ပေးပါလေလုံးရလို့မလို့ဖို့တားနေရပါပြီအရွယ်ပဲစားတဲ့သူ့အတွက်လက်မခံနိုင်စရာဖြစ်နေပါတော့တယ်အယ်လီယန်စကားကြောင့်မင်းကကလေးမရဲ့ယုံကြည်ရပဲအဖြစ်မှန်သိလို့မရဘူးဆိုတဲ့အတွက်ဘိုက်စားခံပြီးငိုနေရပါတော့တယ်ဓမြတော့ရောက်လာပြီးကလေးမရဲ့ဝတ်စားနဲ့ကိုရုံကားကြီးရောင်းဖို့ကြံတည်နေပါတယ်ဒီကလေးကိုရောင်းလို့ရပါမလားလူကခပိတ်ပိတ်နဲ့ပိန်းနာဝါရတဲ့ပူကောင်းတဲ့ဆိုကရဖြစ်နေလို့ခေါင်းဆောင်ထိမ့်ပေးလိုက်ရပါတယ်ရီကိုကစိတ်တော်လာပြီးလက်သီးဆုပ်လိုက်တော့ထိုးမလားထိုးကြည့်လေလို့လှောင်နေရကြောင်းလက်ချောင်းလေးလည်းပဲတောက်လိုက်တာလွန်းထက်သွားပါတယ်အဲတော့မှပြန်တောင်းမဲ့နေရကအပူတွေပြောမနေနဲ့ကျုံနေရှိရမလားကျုံနေရှိတဲ့နေရာလိုက်ပြလို့ဆိုကဂူစီရောက်လာပြီးကျုံတွေကိုလှုပ်ပေးလိုက်ပါတယ်ကျုံနေထဲမှာဒဏ်ရာရတဲ့သူတွေပါလာမလို့ရီကိုကိုလိုက်ဖို့ခိုင်းလိုက်ပါတယ်ကိုနဂါကတော့ပြောနေပါပြီရီကိုမရှိတော့အစားစားလို့ရပြီဆိုကဒီလိုနဲ့ရှောက်သွားရင်ကျင်းတဲ့ကျင်းနဲ့ကြာသွားပါတယ်ရိုးစုတွေကြောင့်ကြောက်လန့်နေရပါပြီအရင်မဲကြီးပိုလာပြီးလာမာကိုစောင့်နေရလို့ဆိုကကိုနဂါကြီးကတော့ရီကိုတန်းနာနေရပါပြီနောက်ဆုံးတော့အသက်ရှိနေတဲ့အရာတွေရောက်လာပြီဆိုတာကြောင့်ကိုနဂါကြီးလည်းပြေးနေရပါပြီထောင်ချောင်းနေပြီးတာကြောင့်အပေါ်အများတွေကျလာပါတယ်အမောင်တွေကနေပခုံးကိုကိုင်မပြေးနဲ့လေဒီမှာထောင်ချောင်းတွေအများကြီးရှိနေဆိုကအသီးကျွေးလိုက်ပါတယ်ဘိုက်စားနေကိုနဂါကြီးကလည်းဘူဘေးစားသလိုရှယ်ကျိတ်ပါတော့တယ်သူကတော့အမဲလိုက်နဲ့ဖျားပဲဖြစ်ပါတယ်အရင်ကလူသားတွေအမဲလိုက်တာတင်ပေးခဲ့တဲ့သူပါဒါပေမဲ့လူသားတွေကအမဲလိုက်တက်လာတော့အမေးပြောက်ခံဖြစ်သွားပါတယ်တင်တော့လည်းမေးပြောက်နိုင်အောင်ကြိုးစားကြပါအမဲလိုက်နဲ့ဖျားဘယ်တော့မှအပြင်းမထွက်တော့ဘူးလို့ဆိုပါတယ်သူ့ကိုလိုရတဲ့လူတွေမရှိတော့လို့အပြင်းမထွက်တာပါကိုနဂါကြီးကလည်းတနာလို့သူ့ကိုအမဲလိုက်တဲ့ပညာတင်ပေးပါလားလို့ပြောတော့အပြင်းထွက်ရမယ်ဆိုတာပြောနေပါတယ်အခုအစပြီး3နာရီအတွင်းအတော်ဆုံးမုတ်ဆိုးဖြစ်သွားတယ်လို့ဆိုကကိုနဂါကြီးကရပါမလားမေးတော့မြင်းမြတ်အတန်နဲ့အတုံးမကြတဲ့တပည့်ဆိုတာမရှိဘူးအတုံးမကြတဲ့ဆရာပဲရှိရဲ့ငါတင်ပေးလို့မရတဲ့တပည့်ဆိုတာရှိကိုမရှိဘူးလို့အားချောင်းနေပါတယ်ပထမဆုံးအနေနဲ့ကိုခန့်အားလေ့ကျင့်ခန်းကနေစတင်ပါတယ်အိထာမတင်အခါနေရာလောက်ခန့်လိုက်တော့ကိုနဂါကြီးလည်းအိတ်လိုက်ထားလိုက်ပဲလုံးနေရပါပြီဒီအစ်စ်မှလည်းကြာရှုံးပါတယ်ဒုတိယအစ်စ်မှာဘဲလန်ဖြစ်အောင်အတွက်တရားကြီးကိုဖျက်ခိုင်းပါတယ်တေသားကျူပြီးအောက်မှာပက်လက်လန်နေရပါပြီဒါလည်းကြာရှုံးပါတယ်မြှပြစ်တင်လည်းကြာရှုံးဘာဆွဲလဲမအောင်မြင်ပါဘူးနောက်ဆုံးယုံကိုဖမ်းခိုင်းတာယုံကပဲကိုနဂါကြီးရဲ့မျက်ခွက်ကိုကန်သွားပါတယ်အမဲလိုက်နဲ့ဖျားတယ်မြေကြီးကြားနေရပါပြီနောက်ဆုံးခွက်ပဲကိုသုံးမဲ့ဆိုကဘုံထောင်ထားပါတယ်ဒါသီးရှောင်ဝဲခြင်းလုံးနေပြီကိုနဂါကြီးရဲ့နုပြခြင်းဆေးရဲ့အာနိသင်ပြလာကြောင့်ခန္ဓာကိုယ်ကြီးလာပြီးဘုံလည်းပောက်ကွဲထွက်သွားပါတယ်ဒီလိုနဲ့ဆေးရကြပြီးငါမင်းရဲ့ဆရာဆိုတာအပြင်းမှပြောပါနဲ့ဆိုကထွက်သွားခဲ့ပါတယ်မနေ့ရောက်တော့ရီကိုပြန်လာပြီးတော့အစီရင်တင်ပြပါတယ်ဒီနီးနားမှာ silence ဆိုတဲ့မျိုးတစ်မျိုးရှိပြီးတော့ငကားကြီးအုပ်ချုပ်တင်တယ်လို့ဆိုတာခီးထွက်ဖို့အတွက်ပြင်မာတော့တယ်ဒီမှာနေမဲ့တပိုင်းပြီးဆုံးသွားပါတယ်ခင်ဗျာ